ဒီနေ့2026စပင်းရှိထားမယ်လို့ခုတော့သီးကွက်နဲ့စမ်းကြည့်တာစံပြေမလားလို့စပင်းတော့နည်းနည်းဖြိုးတယ်ဦးစီတွေလည်းဒီမှာထွက်လာပြီအသက်တွေရလာပြီမိမယူဖို့ပဲရှိတော့တယ်လောလောဆယ်တော့မယူရသေးဘူးစောက်စားမရှိလို့ကျွန်တော်တို့ပိုက်ဆံလဲကြိုတဲ့မစိုးမိဘူးဆိုတော့စိတ်ဓာတ်တွေကြာကိုယ့်ရဲ့ရွေသူတွေကကလေး2ယောက်တောင်ရနေပြီကိုကဒီမှာမိမယူဖို့မပြောနဲ့ပိုက်ဆံအရင်ရှာအောင်ပဲပြီးမှအဲ့လိုမျိုးမိုင်းနတ်ကနေပြန်စားမယ်ဟာမလွယ်ဘူး